ကဲလုံးမဲမင်္ဂလာပါကျွန်တော်ရဲ့မျိုးတွေမင်္ဂလာရှိတော့ကျွန်တော်တို့မနက်ခင်းလေးပေါ့နော်မနေ့ကကျွန်တော်မှန်ခဲ့တဲ့၄နှစ်ဝမ်းချင်းနေတဲ့ကျွန်တော်ဒီမနက်မှာရရှိမှာဖြစ်ပါတယ်၄နှစ်ဝမ်းချင်းဆိုင်တယ်ကျွန်တော်ကမဒီမနက်တော့ကျင်းနေပေါက်ပြီဗျာကျွန်တော်ကမဒီမနက်ကျင်းနေပေါက်ပြီလို့မှတ်လိုက်တော့နော်ဒီမနက်တော့ကျွန်တော်ရဲ့ကမတွေအားလုံးပဲကျင်းနေပေါက်ပြီအားလုံးပဲတယောက်တစ်ချက် share ပါဒီမနက်ကျွန်တော်အပြင်းဟောမယ်တယောက်တစ်ချက်အားလုံးပဲ share ထားမယ်ကျွန်တော်မျိုးတွေနော်တယောက်တစ်ချက်အားလုံးပဲ share ထားပါဗီဒီယိုလေးကို100 200ပြည့်အောင်တယောက်တစ်ချက် share လို့ရရင် share ပေးထား share လို့မရရင်တော့မလိုင်းကြပါလို့ပါဗျဟုတ်ပြီနော်လိုင်းကြပါလို့ပါအားလုံးပဲတယောက်တစ်ချက် share ချင်းဖြစ်ကူညီပေးပါကျွန်တော်ကမာတွေတယောက်တစ်ချက်ပဲ share ကျွန်တော်ပြောတာအများကြီးမ share နဲ့တယောက်တစ်ချက်ပဲ share ပေးပါအဆင်ပြေတယ်ဗျနော်ဗီဒီယိုလေးကို100 200ပြည့်အောင်အမြန်ဆုံး share ဒီမဲ့ထိတ်စီအပိတ်နောက်ပိတ်လုံးဝကွက်တိတကွက်ထဲဖိုင်လိုင်းကြပါလို့ပါချင်းလို့ရှင်များအားလုံးပဲတယောက်တစ်ချက် share ပြီးဝင်လာခဲ့ပေးပါပေါက်ချင်တဲ့အကူမတွေဝင်လာခဲ့ဗျာမပေါက်ချင်တဲ့အကူမတွေဝင်မလာနဲ့ဟုတ်လားပေါက်ချင်တဲ့အကူမတွေတူတရမကြံဝင်လာထိပ်ကြီးလေးကိုတစ်ချက်ပြပေးမယ်နော်ရှေးကြီးပဲ994ပေါင်8ပါတဲ့8ရဲ့ပေါင်8ရဲ့နှက်ခက်ပြောတာ8ရဲ့နှက်ခက်ဒီ1 8တစ်ထိပ်9ရဲ့ခွန်ရဲ့ပေါင်းတော့2 3ရဲ့ပေါင်းတော့9ရဲ့နှက်ခက်က3 5 3ထိပ်စီဟုတ်ပြီနော်53ထိပ်စီဆိုပြီးတော့ကျွန်တော်တို့ရရှိခဲ့ပါပြီချစ်မိတ်ဆွေများနော်53ထိပ်ဟုတ်လားတယောက်တစ်ချက်ပဲ share ပါအများကြီးကျွန်တော်မ share ခိုင်းဘူးနော်ကျွန်တော်မျိုးတယောက်တစ်ချက်ပဲကျွန်တော် share ခိုင်းတာပါကျွန်တော်ရဲ့အကူမတွေအဲ့တော့တယောက်ကိုတစ်ချက် share ခြင်းဖြစ်ကူညီပေးပါကျွန်တော်အကူမတွေကျွန်တော်ကိုယုံကြည်တယ်လေးစားတယ်ကျွန်တော်အကူမတွေပေါက်ချင်ဒီမနက်မှာပေါက်ချင်ပါတယ်ဆိုရင်အားလုံးပဲတယောက်တစ်ချက်ပဲ share အများကြီးမ share နဲ့နော်ရှစ်တစ်ထိပ်ကို85 53ထိပ်ကို30လို့ထွက်ခဲ့တယ်ကျွန်တော်တို့ဟုတ်လားထွက်ခဲ့တယ်ဆိုရင်လည်းကျွန်တော်မျိုးတွေဆက်ကြည့်မယ်နော်ကျွန်တော်ကလိုက်ကလွှင့်ကျင်ဦးဗျခဏမှန်မှန်တော့လေဒီမိနစ်တော့မှန်ပါပြီချင်းမစင်များဟုတ်ပြီနော်အဲ့တော့3ည1ခွန်ပေါင်းချင်းကျွန်တော်တို့က8လို့ရမယ်8ရဲ့နှက်ခက်ဒီ1 8တစ်ထိပ်ဟုတ်ပြီနော်8တစ်ထိပ်ကို85 53ထိပ်ကိုကျွန်တော်ရဲ့မျိုးတွေ53ထိပ်ကို30 8တစ်ထိပ်ကို16ထွက်ခဲ့တာဖြစ်တယ်ဟုတ်လားဒီပါလေးကို100 200 300 400ဖြစ်အောင်အားလုံးပဲတယောက်တစ်ချက် share ပါတယောက်တစ်ချက်ပဲ share ထားမယ်အများကြီးကျွန်တော်မ share ခိုင်းဘူးတယောက်တစ်ချက်အားလုံးပဲအမျိုးတွေအဆွေတွေ share ပေးထားပါ17ယောက်ပဲရှိသေးတယ်6ကလေးရဲ့16က6ကပိတ်4နဲ့လှုံပေါင်းကျွန်တော်တို့ဘာလို့ရမလဲ6 4 2ပေါင်းကျွန်တော်တို့က2ပါတဲ့2ရဲ့နှက်ခတ်ဒီ4 2 4ထိပ်စီဒီမနေ့ရပြော2 4ထိပ်စီကိုထွက်ရှိအောင်မြင်ခဲ့တာ20ဖြစ်ပါတယ်နော်8တစ်ထိပ်ကို85 53ထိပ်ကို30 8တစ်ထိပ်ကို16 24ထိပ်ကိုကျွန်တော်ရဲ့အမျိုးတွေ20ထွက်ခဲ့တယ်အဲ့တော့3ည3ည5ရဲ့နှက်ခတ်ဒီ3 53ထိပ်စီဆိုပြီးတော့ကျွန်တော်ရဲ့အမျိုးတွေဒီမနက်မှာရရှိပြီဖြစ်ပါတယ်နော်ဟုတ်ပြီနော်တယောက်တစ်ချက် share ထားမယ်ကျွန်တော်မျိုးတွေအများကြီးကျွန်တော်မ share ခိုင်းဘူးတယောက်တစ်ချက်ပဲ share ခိုင်းတာနော်8တစ်ထိပ်ကို85 53ထိပ်ကို30 8တစ်ထိပ်ကို16 24ထိပ်ကို20 53ထိပ်ကိုကျွန်တော်မျိုးတွေပါထွက်မလဲအဲ့တော့အလုံးမဲ့တယောက်တစ်ချက် share ပါလက်မလေးတွေအသေးလေးတွေပေးထားမယ်ချစ်မိတ်ဆွေများပြီးပါရ20မင်္ဂလာပါလက်မအသေးကိုတယောက်မကြံနှိပ်ပါတယောက်ကိုတစ်ချက်ပဲ share ပါအများကြီး share စရာလုံးဝမလိုပါဘူးခင်ဗျတယောက်တစ်ချက် share တာနဲ့လုံးဝအဆင်ပြေပါပြီခင်ဗျတယောက်တစ်ချက်ပဲ share အများကြီး share စရာမလိုဘူးเนาะပြောပြီးသားအများကြီး share တော့ကိုเจ้าတရားနဲ့ကိုပဲတယောက်တစ်ချက်ပဲ share ထားမယ်ဟုတ်လားဆက်လိုက်ပြီးကြည့်ရအောင်ကျွန်တော်တို့နော်ဆက်လိုက်ပြီးကျွန်တော်ကမှလည်းကြည့်မယ်26မင်္ဂလာနောက်ပိတ်ဆိုင်တစ်ချက်ပြပေးမယ်တစ်ကဲ3ရက်ပေါင်းတော့4 9နဲ့ပေါင်းတော့3ရက်ပါပါ8 3ရက်နှက်ခက်က9 385အပိတ်ဟုတ်ပြီနော်385ဒီအပိတ်8တစ်ထဲဒီ385အပိတ်ကိုထပ်ရှိအောင်မြင်ခဲ့တာ85ဖြစ်ပါတယ်8က9ရက်ပေါင်းတော့3 9နဲ့ပေါင်းတော့3ညပါဝါ9 3ညနှက်ခက်ကခွန်3ည5ခွန်ဒီအပိတ်3ည5ခွန်အပိတ်ကိုထပ်ရှိအောင်မြင်ခဲ့တာ8တစ်ထိပ်စီ385အပိတ်ကိုထွက်ခဲ့တာ85 53ထိပ်စီ305ခွန်အပိတ်ကိုထွက်ခဲ့တာ30ဖြစ်တယ်အဲ့တော့351ပေါင်းချင်းကျွန်တော်မျိုးတွေဘာလို့ရမလဲ9ပါတဲ့9ရဲ့ပါဝါ4 9ရဲ့နှက်ခက်က6 946အပိတ်ပါတဲ့နော်အဲ့တော့8တစ်ထိပ်စီ946အပိတ်ကိုလည်းပဲထွက်ရှိအောင်မြင်ခဲ့တာကျွန်တော်မျိုးတွေ16ဆိုကနေဖြစ်ပါတယ်အဆက်ကြည့်မယ်1 3ည4ပေါင်းချင်း9ရဲ့ပါဝါ3ည9ရဲ့နှက်ခက်က3 5 3ည3အပိတ်5 3ည3အပိတ်ကိုလည်းပဲ8တစ်ကထိပ်လက်မလေးနှိပ်ထားမယ်နော်8တစ်ကထိပ်စီ385အပိတ်ကို85
9 3ထိပ်သီး3ညာခွန်အပိတ်ကို30 8ထိပ်သီး6လေး6အပိတ်ကို1 6 2လေးထိပ်သီး9 3ညာ3အပိတ်ကို20လို့ထွက်ခဲ့တယ်အဲ့တော့ဒီနေ့မနေ့မှာကျွန်တော်မျိုးတွေ263ညပေါင်းချင်းဒီဘာလို့ရမလဲ263ညပေါင်းချင်းကျွန်တော်က8လို့ရမယ်8ရဲ့ပါဝါ3 8ရဲ့နက်ခတ်ဒီ1 8 3 1ဒီနေ့မနေ့ကြမယ်အပိတ်နော်ဟုတ်ပြီနော်ရှစ်တစ်ထိပ်စီကျွန်တော်မျိုးတွေအားလုံးပဲတရားတစ်ချက်ရှယ်ထားပါတရားတစ်ချက်ပဲရှယ်အများကြီးမရှယ်နဲ့တရားတစ်ချက်ရှယ်မယ်လက်မလေးနှိမ့်မယ်အသေးလေးတွေပေးမယ်ရှစ်တစ်ထိပ်စီသုံးရှင်ကအပိတ်ကို85ဗျာဒဲပဲ93ထိပ်စီ3ညာခွန်အပိတ်ကို30ရှစ်တစ်ထိပ်စီ6လေး6အပိတ်ကို16နှစ်လေးထိပ်စီ9 3ညာ3အပိတ်ကို20အဲ့တော့93ထိပ်စီ83ထိပ်အပိတ်ဒီနေ့မနက်မှာဗတိတ်ကိုတစ်ချက်ကြည့်မယ်နော်ဗတိတ်ကိုတစ်ချက်ကြည့်မယ်ကျွန်တော်မျိုးတွေဗတိတ်နဲ့လုံးဝကွက်တိအန်းကိုက်ပေါ့9ရဲ့3ရဲ့ပေါင်းတော့8ပါတဲ့8ရဲ့ပါဝါ3 83ပရိတ်83ပရိတ်ကို9 3ထိပ်3ညာခွန်အပိတ်ဆိုတော့9 83ပရိတ်နဲ့ပတ်သက်ရင်33 5ပဲရှိမယ်နှစ်ကွာထဲ30ထွက်ခဲ့တာဖြစ်ပါတယ်9ရဲ့ခွန်ရဲ့ပေါင်းတော့ကျွန်တော်တို့က2ပါ2ရဲ့ပါဝါခွန်2ခွန်ပရိတ်2ခွန်ပရိတ်ကိုဆိုရင်8တစ်ထိပ်6 6လေး6အပိတ်ပရိတ်က2ခွန်ပရိတ်နဲ့16ကဲ8လေး8 9ရဲ့ဒါပဲရှိမယ်ဘာထွက်ခဲ့လဲ16ထွက်ရှိခဲ့တာဖြစ်တယ်3ည2လက်မလေးနှိမ့်မယ်အသက်လေးတွေပေးမယ်2ရက်ပါဝါခွန်မယ်2ခွန်ပရိတ်2ခွန်ပရိတ်ကိုကျွန်တော်ရဲ့အမျိုးတွေ2လေးထည့်ပြီး9 3ညာ3အပိတ်ပရိတ်က2ခွန်ပရိတ်ထွက်ရှိအောင်မြင်ခဲ့တာ20 20 25 43ပဲရှိမယ်ဘာထွက်ခဲ့လဲ20ထွက်ခဲ့တာဖြစ်တယ်အဲ့တော့16က6အပိတ်ကဲတဲ့3ညာ9က9အပိတ်ကဲ6က9ရဲ့ပေါင်းချင်းဒီ1ပါ1ရက်ပါဝါဒီနေ့မနေ့မှာ6ပါတယ်16ပရိတ်ဆိုပြီးတော့ရရှိခဲ့ပါပြီလက်မလေးနှိမ့်မယ်အသက်လေးတွေပေးမယ်တယောက်ကိုတစ်ချက်ရှယ်ထားပါကျွန်တော်မျိုးတွေနော်တယောက်ကိုအားလုံးပဲတစ်ချက်ရှယ်ပေးထားပါတယောက်ကိုတစ်ချက်ရှယ်ထားမယ်တယောက်ကိုတစ်ချက်ပဲရှယ်အများကြီးကျွန်တော်မရှယ်ခိုင်းဘူးနော်တယောက်ကိုတစ်ချက်ပဲရှယ်ခိုင်းအဲ့တော့ကျွန်တော်မျိုးတွေဒီမနေ့ပရိတ်ဒီ16ပရိတ်အသက်လေးတွေပေးပါနော်16ပရိတ်ဆိုပြီးရောရရှိခဲ့ပါပြီခဏလေးတစ်ချက်ထုတ်လိုက်ရအောင်နော်ချစ်မိတ်ဆွေများအားလုံးပဲအဲ့တော့ဟူးမကြပတ်တီကျွန်တော်အောင်မြင်ခဲ့ပြီနော်အားလုံးသိကြမှာပေါ့ဟူးကြပတ်တီကျွန်တော်9ပတ်တီအောင်မြင်ခဲ့ပါပြီအားလုံးလည်းကျွန်တော်တို့မနေ့က live show တန်းမှာကျွန်တော်အားလုံးကိုပြခဲ့ပါတယ်နော်ဟူးမကြပတ်တီဘာပတ်တီလဲ9ပတ်တီဒီမှာကြည့်ပါ9ပတ်တီအောင်မြင်ခဲ့ပါပြီနော်ဟူးမကြပတ်တီ9ပတ်တီဟုတ်လားဟူးမကြပတ်တီ9ပတ်တီလို့အားလုံးကိုပြေးခဲ့ပြီသားပတ်တီပတ်တဲ့ကိုမာကြီးပေါက်ပြီနော်ဟူးမကြပတ်တီ9ပတ်တီတော့ကျွန်တော်နောက်ထပ်ပတ်တီတစ်လုံးထပ်ထုတ်ပေးမယ်ကျွန်တော်မျိုးတွေကိုနောက်ထပ်ပတ်တီတစ်လုံးထပ်ပြီးထုတ်ပေးပါမယ်အခုနထုတ်ပေးမယ်နော်ဟုတ်ပြီနော်လက်မလေးနှိပ်ပေးပါအသေးလေးတွေပေးပါတယောက်တစ်ချက်ရှယ်ထားမယ်နော်အဲကျွန်တော်တို့3နဲ့ပတ်သက်ရင်3ဘူးပေါ့ဗျာ83တိပြလိုက်ပြီးတော့3နဲ့ပတ်35တော့ကျွန်တော်မထည့်တော့ဘူးလေနော်35ထည့်လိုက်ပါမယ်ဗျာ35 9နဲ့ပတ်သက်ရင်58 51ပြီးတော့7နဲ့ပတ်သက်ရင်8ဘူးကျွန်တော်ကြတဲ့ခဏထည့်ပါမယ်84 52နော်ပြီးတော့3မှု3ပါ3ရှင်း34နော်ဒါလေးရှိမယ်မနေ့9လုံးကစိတ်မချရတယ်မှာပါတယ်ချင်းမရှိများနော်9လုံးကဒီမှာစိတ်မချအောင်ဗျနော်အဲ့တော့3 4 8 4ပြီးတော့54တစ်ကွက်ထက်ကနစုစုပေါင်း6ကွက်ဒါ6ထဲမှာ main ကွက်ထည့်ယူမယ်တစ်ကွက်ကောင်းယူမယ်ကျွန်တော်အခုပြမှာတစ်ကွက်ကောင်းတစ်ကွက်ကောင်းတော့ပါပြီးပါရောဗျတော့မနေအဲ့တော့ဒီကြံရက်တော့ဗောနော်4ရက်စာရှယ်မွေ4ကွက်လာယူပါတခါပြောပြတာနော်ခုမကြပတ်တီပေးခဲ့အောင်မလာယူကြပါဗျကျင်းနေကြလို့ကျွန်တော်ခေါ်ပေးနေမကြဘဲနဲ့ခေါ်မပေးဘူးချစ်မိတ်ဆွေများရဲ့ကျင်းနေကြလို့ကျွန်တော်လည်းခေါ်ပေးနေရကျင်းနေမကြရင်ဘယ်သူမှမခေါ်ပေးဘူးဗျ
ကျင်းသေးကြလို့ခေါ်ပေးအားလုံးပဲတယောက်မှကြံလာယူထားပါဟိုင်းမွေးလို့အားလုံးပဲတယောက်မှကြံပို့ထားအဲ့တော့ဒီကြံရတဲ့ပတ်တိပတ်ရှင်တဲ့ကိုမတွေအားလုံးခွန်ပတ်တိကိုပတ်နော်ကြံရတဲ့ပတ်တိပတ်ရှင်တဲ့ကိုမတွေခွန်ပတ်တိကိုပတ်ထားပေါ့ဟုတ်လားအဲ့တော့ရှယ်မွေး၄ခွက်ကိုလာယူဖြစ်အောင်လာယူမယူတဲ့ကိုမတွေမပေါဘူးကျင်းသေးကြတယ်လေးမွေး၄ခွက်ကမဖြစ်မနေဘူးကြတယ်ဗျာဘလို့နေကြတယ်ဟုတ်လားပြောချင်တာအဲ့ဒီထဲမှာတင်ခွက်ထုတ်မယ်3ဘူးမိန်း9-8မိန်း9-1မိန်း8-4မိန်း10ဘူးပြီးတော့34 1 2 3 4 5 6ကွက်မိန်းကနတကွက်ကောင်းရေးမယ်အဲ့တော့တကွက်ကောင်းလဲကျွန်တော်ကမားတို့ကျွန်တော်တာဝန်ကျစာပြီးခဲ့တယ်ဗျာမွေးကန၄ကွက်တော့လာယူကြပါကျင်းနေကြလို့ကျွန်တော်ခေါ်ပေးနေတာပေါက်ပေးရင်မန်မာလည်းမခေါ်ဘူးအဖုံလည်းကျွန်တော်မခေါ်ဘူးပေါက်ပေးနဲ့ပေးနေတာမန်မာမခေါ်ဘူးအဖုံဝင်လုံးဝမခေါ်ဘူးယုံကြည်စိတ်ချတာကျွန်တော်ကမားလာယူလို့ရတယ်မန်မာလုံးဝခေါ်နေတာမဟုတ်အဖုံဝင်လည်းကျွန်တော်လုံးဝမခေါ်ဘူးနော်ဘေးလဲကြုံမတောင်းဘူးငွေလဲကြုံမတောင်းဘူးပေါက်ပေးနဲ့ကူညီပေးနေတာအဲ့တော့လိုချင်တဲ့အကောင်မတွေအားလုံးတအူးတယောက်မကျန်အခုလာယူထားတကွက်ကောင်း38တကွက်ကောင်းဒီနေ့မနေ့ပါဝါနော်3ဘူး10ဘူးမိန်း9-1-8-4 5-8-3-4မိန်း9-4ရဲ့8-5-2ကဲ3-5ရဲ့ရမ်းမဲတကွက်ကောင်းဒီနေ့38တကွက်ကောင်းကောမလီမှာအားလုံးပဲတယောက်မကျန်ရေးထားတကွက်ကောင်းလေးကိုကောမလီမှာအားလုံးတယောက်မကျန်ရေးထားတယောက်တစ်ချက်ရှယ်ထားလက်မလေးနှိပ်အသက်လေးတွေမိတ်နှိပ်ရှယ်မွေး၄ခွက်ကိုလာယူဖြစ်အောင်လာယူပေါက်ချင်တဲ့အကောင်မတွေရေရှည်ပေါက်ချင်တဲ့ရေရှည်မွေးချင်ပါဆိုရင်ရှယ်မွေး၄ခွက်ကိုမဖြစ်မနေလာယူဒါလေးကိုပြပြခြင်းတယ်ဟုတ်ပြီနော်ယုံကြည်မှုရှိတဲ့ကောင်မတွေလာယူပါယုံကြည်မှုရှိတဲ့ကောင်မတွေလာမယူပါနဲ့အားလုံးမခွတ်လက်ပါ